ရင်းကျွတ်တစ်စောင်းတိုင်းဟလားရုံညာလွတ်တင်ပွဲကျွန်တော်တို့မိဘညာလွတ်တင်တာတော့ကျွန်တော်ကျိုင်းတို့မှာတော့တစ်ခါကြုံမှုတယ်ကျိုင်းတို့မှာနေတော့ကြီးရနော်ကြီးရောအားလုံးပဲမင်္ဂလာပါဗျာဒီနေ့ကတော့ကျွန်တော်တို့မိဘညာလွတ်တင်တာကြည့်ရှုသွားမှာဖြစ်ပါတယ်လို့နော်မိဘညာကြီးကတော့အကြီးပဲဗျာဒါဒီမိဘညာကကျွန်တော်ဒီမှာသူရေးထားတာတော့ဒီမှာ9ကြာကြောင်းအကြီးဆုံးမိဘလို့ရေးထားတယ်ဗျာအဲ့တော့ကဲအတူတူပဲလက်စကူဗျာရင်းကျွတ်တစ်စောင်းတိုင်းဟလားမိဘညာလွတ်တင်ပွဲကျွန်တော်တို့မိဘညာလွတ်တင်တာတော့ကျွန်တော်ကျိုင်းတို့မှာတော့တစ်ခါကြုံမှုတယ်ဗျာကျိုင်းတို့မှာနေတော့ကြီးရနော်ကြီးရောဝါတော်မှာနှစ်လန်စာမကောက်ဘူးနဲ့တူနော်ဝါနှလုံးအရှိစာမကောက်တော့ဘူးကောက်ပဲကြီးပြဝါတလုံးအရှိဆိုကျွန်တော်တို့15တောင်လောက်ရှိနေတယ်ပဲနော်တော်ရင်15တောင်လောက်ရှိတယ်ဝါတလုံးဒါမျိုးများအဝအောက်အဝကိုပဲကျွန်တော်တို့တောင်30ကားလောက်နေတယ်နော်အဲ့တော့မျိုးများတင်တော့ကျွန်တော်ကျိုင်းတော့မှနေတော့ကြုံမှုရညညက်တက်လို့ကျွန်တော်တစ်ခါပဲသွားကြည့်တယ်တိုင်းတော့အဲ့တော့ကြည်ရောမြန်မျိုးများပုံမှာအစင်တင်လို့ဒီရိုက်တောက်ကြလိုက်ကြည်ဖို့ကုန်တယ်ကြီးရနော် yes hai mà nè play play anh nào play là khai không á တက်ပြီဟုတ်တယ်တက်ပြီကဲအောင်မြင်ပါပြီဗျာအောင်မြင်ပါပြီကဲအောင်မြင်တက်ရှိတော့ပါပြီတက်တော့ပါပြီဗျာလွတ်တင်နေဒီမျိုးမြန်မှာကျွန်တော်တို့ဒီဗီဒီယိုမှာ comment ဝင်ထားကျွန်တော်ဒီကြောင်းတွေ့တယ်ဒီမျိုးမြန်ပြုတ်ကြတဲ့နေရာပေါ့နော်ကြားတဲ့နေရာကတော့အထင်းဆိုင်ဒီဇိုင်းပို့လို့ရတယ်တကယ်ဟုတ်တယ်အထည်တွေအများကြီးခင်ဗျာဒီမျိုးကြည့်အထည်ခေါ်လာဗာလဲတော့မသိဘူးနော်ကိုလည်းမခေါ်တော့ဘူးသူတို့ရိုးရလာဘယ်လိုလဲတော့မသိဘူးဒီမှာဘာခေါ်လဲတော့မသိဘူးအောင်မြင်နဲ့တက်ရှိလို့တော့ပါပြီတွေ့လားအဲ့ဒါဘာခေါ်လဲကျွန်တော်တို့မင်းတို့ကြည့်ကြည့်လွတ်လို့နိုင်ကြကြောင်းလို့ကျွန်တော်ဘယ်မှာလဲပြီးရလို့ရှိရင်ဘုံမှာငွေပေးကပါနော်
နိုင်ကြအကြောင်း တက်နေနေပဲเนาะလူငယ်တွေရောလူကြီးရောအားလုံး chạy đi thôi mông chạy đi ဟိုကျွန်တော်မျိုးမြန်လွတ်တယ်ဆိုတာတကယ်ကိုမှတော့ဆရာကောင်းတဲ့ပွဲလေးတွေပဲပေါ့เนาะပွဲတစ်ခုပါ ကျွန်တော်တို့မြန်မာတွေရဲ့ယာဒီလိုက်ပွဲတော်လေးတွေတကယ်ကိုမှချစ်ခင်စရာကောင်းတယ်เนาะတကယ်လည်းပျော်စရာကောင်းတယ် à lâu lâu đi phá ကဲအောင်မြင်တဲ့ကိုတက်ရှိတော့ပါဘူးเนาะ chơi ตะกงmấy lô quê đấy cái bay bung à không? tao bay không Bay bung à? bây giờ cái gấu gió Bây giờ trên đình có mà đi mua muối à? Tôi gọi loạn cho tôi tiền cho. ကဲအဲ့တော့เนาะဒါကတော့ကျွန်တော်ဗီဒီယိုဖြတ်ထားသေးတာသူတင်းလာတာဗီဒီယိုနဲ့ကျွန်တော်တို့9မိနစ်နီးပါးရှိတယ်အဲကျွန်တော်တို့ဖြတ်ထားတာတကယ်ဒါပြူးမြန်တကယ်လည်းတော်တော်ကြီးနိုင်ကြအကြောင်းဆိုတော့ကျွန်တော်ဘယ်မှာလဲမသိဘူးသိတယ်လို့ရှိရင် comment မှာဝင်ရေးပြီးကပါအောင်လို့เนาะအဲ့တော့ဒါမိဖို့မြန်လွတ်တင်တဲ့ဒေတာကကျွန်တော်တို့ဆရာတော်တန်ဃာတော်ပေါင်းတဲ့တကွာဒီလူကြီးတငယ်ကလေးများအားလုံးပေါ့เนาะအားလုံးပေါ့နော်စိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့เนาะကျွန်တော်တို့လည်းဒါကြည့်ရှုရတယ်တကယ်ကိုစိတ်မှာကြည်နူးမှုရရှိတဲ့အတွက်ကျွန်တော်တို့ကြည်နူးမှုရရှိတယ်လို့အဲ့ရွာဒေတာမှာရှိတယ်ပေါ့နော်အဲ့ဒေတာမှာရှိတယ်ကျွန်တော်တို့ဆရာတော်တန်ဃာတော်များနဲ့လူကြီးတငယ်ကလေးအပေါင်းအားလုံးပေါ့နော်ဒါထပ်တူထမ်းများကျွန်တော်တို့ဒီပျော်ရွှင်ရပါတယ်လို့เนาะအဲ့တော့ဒီအခုမျိုးမြိုင်ကြီးတက်သွားတယ်လို့ပဲဒီဟာအဲ့ဒေတာမှာရှိတဲ့သူတွေအားလုံးလည်းစီးပွားရေးရောကျန်းမာရေးရောပေါ့နော်ကောင်းကောင်းမွန်မွန်နဲ့စီးပွားရေးတွေလည်းဒီမျိုးမြိုင်ကြီးပေါ်တက်သွားတယ်လို့ဒီလာတိုးတက်ကြပါစေလို့เนาะကျွန်တော်အနေနဲ့ဒါစုံမကောင်းလေးတော့မေ့ချင်ပြောတယ်အဲ့တော့လူကြီးမင်းတို့လည်းဒါလေးကိုကြည့်ရတာကျွန်တော်တို့စိတ်ကြည်နူးမယ်လို့ပြောလိုက်ပါတယ်ဒါကျွန်တော်တို့မြန်မာရိုးရာဒီဒလီလေးတွေပေါ့နော်ဒီသူ့အလားအလိုက်ကျွန်တော်တို့ယာဒီလာလိုက်ပွဲတော်လေးတွေကတကယ်ကိုချစ်ခင်စရာကောင်းတယ်ပဲအဲ့တော့เนาะလူကြီးမင်းတို့လည်းဒီလိုပဲစိတ်ချမ်းသာလိမ့်မယ်လို့ထင်ပါတယ်အခုဗီဒီယိုလေးကိုကြည့်ရှုရတဲ့အတွက်ပေါ့နော်အားလုံးပဲအဲ့တော့ပေါ့နော်ကြည့်ရှုတဲ့အဆုံးထိလည်းပဲကြည့်ရှုပေးတဲ့တူတယောက်ချင်းစီတိုင်းကိုလည်းအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်အားလုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့အားလုံးပြည့်စုံကြပါစေဗျာကဲဒီနေ့ကတော့ဒီလောက်ပါပဲဗျာ